ကျွန်တော်နိုဝင်ဘာလ29ရက်နေ့ကျွန်တော်လိုမျိုးဗျာခဲကြီးဟိုကပိတ်မှာအဲ့လိုမျိုးပိတ်မှာကျွန်တော်တွားပြီးတော့ကန်ဆန်းလိုက်တယ်ကျွန်တော်အဲ့ဒီ1500ပါသွားတယ်1500ပါသွားတယ်ဗောနော်ပန်းဝင်မှန်ဝင်လဲဆို2သိန်းအဲ့ဒါမှကျွန်တော်တယောက်တည်းမဟုတ်ဘူးညပါသွား3ယောက်လောက်တော့ပါသွားတယောက်ဆိုလို့ရှိရင်မှန်ဝင်2သိန်းနဲ့ပန်းဝင်1500ပါသွားနောက်တယောက်ကကြတော့မှန်ဝင်1500ပါသွားမှန်ဝင်လဲဆိုရင်မှန်ဝင်နဲ့တော့ပြင်မတွက်ကြတော့မတွက်ပြတော့ဗျအများကြီးပဲပါသွားအနေနဲ့3ယောက်တော့လိန်ခံလိုက်ရဒါတော့မှထပ်ပါအောင်မလို့အဲ့ဒီပြီတော့ပထမဆုံးအရင်ဗျအခက်ကြီးဘူးတော့ကက်ဝယ်လိုက်တယ်ဗျ1500လက်ငင်းပေးပြီးတော့မှကက်ဝယ်လိုက်တယ်ကက်ဝယ်ပြီးခက်ရှစ်တယ်ပြီးကြလို့ရှိရင်မဲပေါက်တယ်ဗျမဲပေါက်လို့ရှိရင်ပြီးကြလို့ရှိရင်တထုတ်လို့ရှိရင်ငွေထုတ်ကတောင်းတယ်ငွေထုတ်ကလည်းနင်းနုံမဟုတ်ဘူးเนาะမလုံးပေးပြီးတော့ကျွန်တော်တထုတ်လိုက်နော်လဲအနည်းရလေဘယ်လိုပြောလဲသူတို့လိုက်ကိုကြည့်ပြီးတော့နည်းနည်းလေးကန်ဆန်းချင်တာလည်းပါသွားကန်ဆန်းချင်တာလည်းပါသွားရဲ့ကန်ဆန်းချင်တာလည်းပါသွားနည်းနည်းလေးလောပဲကြီးသွားအဲ့ဒါကျွန်တော်သွားပြီးတော့ဆန်းလိုက်တာပေါက်တယ်ဗျကျွမ်းတသိန်းခွဲပေါက်တယ်ဆိုပြီးကျွန်တော်ပြောတယ်သိန်းခွဲပေါ်တော့တသိန်းခွဲဆိုရင်ပန်းဝင်နေဆိုလို့ရှိရင်ဟောလာသွားမယ်ပန်းဝင်နေဆိုရင်2သိန်း6သိန်းခု2သိန်းလောက်တော့သွားမယ်ဗျအဲ့နဲ့တော့လာထုတ်ပါဆိုပြီးတော့သွားထုတ်တော့ထုတ်ခပေးရမယ်ဘယ်လောက်လဲဆို3400နဲ့3400ငါတော့မထုတ်တော့လို့ကျွန်တော်ကြားဖြတ်နေဆိုတော့ကြောက်လို့တော့လဲအဲ့နဲ့ကြောက်လို့ဆိုရင်တော့မထုတ်တော့အဲ့နောက်တဲ့အကူတယောက်ကသူကသွားထုတ်တာပထမကရရထုတ်ပေးမယ်ဆိုရင်1000တောင်းတာပေါ့1000ပေးလိုက်တယ်သူအနည်းဆုံးမတော့ဖြည်းဆိုပြီးတော့ထုတ်ပေးမယ်ဆိုရင်1000ပေးလိုက်တာနော်1000ပေးလိုက်တော့သူပထမဆုံးကက်ဝယ်တာ1500ဗျာထုတ်ကားဆိုရင်ပေးလိုက်တာက11500ပါသွားနောက်တစ်ယောက်ကကြတော့ကက်ဝယ်တာ1500နောက်တဲ့2သိန်းလွှဲပြီးပေါ့နော်သူမြန်မာဝင်နဲ့လည်းယူရဘက်ဝင်နဲ့လည်းယူရပေါ့နော်သူပြောအောင်နော်သူကအမှတနေ့တည်းတော့ကျွန်တော်3ယောက်လောက်လိန်ခံလိုက်တာတနေ့တည်းကိုနောက်တဲ့မြန်မာဝင်2သိန်းကိုလည်းထက်လွှဲပြီးလိုက်နေဘက်ဝင်နေဆိုလို့ရှိရင်14500ပြော16000မှာပါအဲ့ဒီ19ရက်နေ့ဖြစ်စေဒါအကြောင်းမလို့အလိမ်မခံရအောင်သူတို့ပေးတယ်ကြည့်တယ်သူတို့ပေးရဖေးတယ်ဗျာဘယ်လိုပြောမလဲဆိုတော့ကောက်သူဘာမှမတင်ဘူးလေဖေးကောက်တယ်လိုက်လွှင့်ရုံပဲအဲ့လိုမျိုးပေးတတိထားကြပါကြံပေးရကျွန်တော်တော့ပါသွားလိန်ငံထိလိုက်ရတာနောက်တော့ထပ်ပါတော့မလို့လားမနေဘူးကပြောရတော့တော်ပြီ